Hello အားလုံးမင်္ဂလာပါကျွန်တော်တို့ Investment Family ကိုခံပါကျွန်တော်ရှိဘက်မှာကျွန်တော်နှစ်ကပ်ပဲထုတ်ခဲ့တယ်အဲ့ဒါဘာလဲဆို3.3ခွေဘူးပါခွေနဲ့နှစ်ခွန်ရိတ်ပေါ့နော်အဲ့ဒီတည်းက3.3အခွေကိုကျွန်တော်ပြောပြရင်ပေါ့နှစ်ခွန်ရိတ်ကတော့တခြားဒီထဲမှာမပါပေါ့နော်3.3အခွေမှာဆိုရင်အဲ့လာမနက်ထိပ်ပိတ်3-5ဖြစ်စဉ်ရပြီးစဉ်အပိတ်နေ့မှာ6အပိတ်နေ့မှာအလဲ6-5ပေါ့နော်အဲ့ဒါရေနောက်တစ်ခုကကျတော့ဒီတေးမနက်မှာ4 break အပိတ်မနက်မှာ5 break အဲ့လိုဖြစ်တယ်ဆိုရင်သူက3.3ခွေဒီ3ခုလုံးမှာဆင်းထားရပေါ့နော်ဒီမှာနှစ်ခွန်ရိတ်လည်းဆင်းထားပါတယ်ဒါပေမဲ့အဲ့အတွက်ကြောင့်မို့ကျွန်တော်အခွေကိုဒီ3.3ကိုရွေးလိုက်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တစ်ခုက3.1နဲ့ကိုပြီးထားရပေါ့နော်အဲ့ကြောင့်ကျွန်တော်ကfree တင်ပေးတဲ့အထဲမှာ Telegram မှာကောဒီမှာရောတင်ပေးတဲ့အထဲမှာ YouTube မှာတင်တဲ့အထဲမှာ3.1ခွေကို main လို့စော့ခိုင်းတယ်ပေါ့နော်ဒါ break ကတော့တခြားမူကြီးကြောင့်မလို့ထုတ်တာပေါ့နော်ဒီတမူလေးတော့မဟုတ်ဘူးဆိုတော့ရှေ့ဘက်က2ရက်ထဲနဲ့ကိုကျွန်တော်တို့ဒီ break ကောအခွေရောနှစ်ခုလုံးအောင်ရပါပေါ့နော်ရှေ့စင်နောက်စင်လေးကျွန်တော်ပြီးရင်ဒီနောက်တစ်ပတ်အတွက်ဒါဒီလိုမျိုးအခုလိုမျိုးအခွေတွေ break တွေဘယ်လိုထုတ်ထားမလဲဆိုတာကြိုပြီးပြမယ်ပေါ့နော်ဒါကတော့ထွက်ပြီးမှကျွန်တော်ဒါဘာဒီ premium ကတ်ကိုဘယ်လိုထုတ်ခဲ့လဲပြောပြပါပေါ့နော်အခုဒီနေ့မဟုတ်မနေ့ဖြစ်အဲ့လိုမျိုးဒါတင်ပေးမယ်ပေါ့နော်ဒါနောက်တစ်ပတ်9ရက်နေ့စောရမယ်ဟာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးဆိုရင်နောက်ထပ်ဗီဒီယိုလေးလက်ဆက်ပြီးတော့စောင့်မျှော်ပေးပါအောင်ပေါ့နော်ဒါနောက်တစ်ပတ်အတွက်စောင့်မျှော်ပေးဖို့ပေါ့နော်